မင်္ဂလာပါဗျကျွန်တော်ဥပ္ပဝပါဒါလေးကကျွန်တော်မနေ့တုန်းကတင်တဲ့ကြောက်အဆက်လေးပါဗျဒါလေးကခန်းဒီလေးကိုကျွန်တော်တို့ပြောရမယ်ဆိုရင်တရုံလုံးညီတဲ့အနေထားမှာရှိတယ်အစီကပြောရမယ်ဆိုကျွန်တော်အနာပဲခေါင်းရမှာပြီးတော့သူ့အစီကကျွန်တော်ပြောရမယ်ဆိုတရုံလုံးညီတယ်ကြောက်ရတဲ့တည်းကကျွန်တော်ပြောရမယ်ဆိုတော်တော်ကြာပြီပေါ့ဗျာဖြတ်ကျွန်တော်တို့ခဲကိုဖြတ်ထားတဲ့အနေထားမှာတော့ကြာပြီးတော့ကြီးကက်နေအနေထားမှာရှိတယ်တော့ဒီဘက်ကျွန်တော်တို့ဒီဘက်ပိုင်းမှာဝင်လာတဲ့ခန်းဒီအခွန်ပုံစံမျိုးတွေထဲမတူဘူးပေါ့ဗျာကျွန်တော်အရင်တော့ထွက်တဲ့ပုံစံမျိုးကြောက်ကအစီလဲတရုံလုံးညီတယ်ကြောက်စီကြောက်သားညီတယ်ပြီးတော့သူ့အနေနဲ့သူအစီကြောပတ်တာကြီးလဲလှတယ်အခင်းချင်းလဲလှတယ်အနာလဲတက်ရက်တယ်ပေါ့ဗျာတော်တော်များများကျွန်တော်တို့ခန်းဒီမှာဆိုရင်ခန်းဒီလောရဲ့အနေထားမှာအပေါ်မြင်မှာစီကွက်ရှိပြီးတော့တရုံလုံးအခွန်နေကနေမညီဘူးဆိုရင်တော့ကျွန်တော်တို့လုံးဝမဖြတ်တင်ဘူးဗျာအဲ့နဲ့ကျွန်တော်ခန်းဒီအိမ်ကနေကြည့်ပြီးကျွန်တော်နန်းအောင်ကြည့်တယ်ကြည့်ပြီးကျွန်တော်တို့ကျတဲ့နန်းအောင်ထိထိမိမိနေချလိုက်တာပေါ့ဗျာအဓိကကြောက်ကကျွန်တော်တို့ခန်းဒီကြောက်တွေကျွန်တော်တို့ဂဲကိုဖြတ်မယ်ဆိုရင်အဓိကအနာကိုအရင်ကြည့်ရတယ်အနာသွားလာကြည့်ပြီးမှအနာမတွေ့ရဘူးအနာရှိုးပြီးတော့ပျောက်သွားတယ်ဘာညာဆိုရင်ကျွန်တော်တို့အခွန်ကနေရင်ပုတ်ရတယ်ပုတ်ပြီးမှအနာသွားလောက်ရှာရတယ်ကျွန်တော်ကတော့ကျွန်တော်လိုချင်တဲ့နန်းကနေကျွန်တော်ထိထိမိမိနင်းလိုက်တယ်ကျွန်တော်နင်းတယ်လို့ပဲကြောက်ကမဆိုးဆိုတော့သူ့အနေနဲ့သူကြောက်စီကြောက်သားကောင်းတယ်ကြောက်လေးသွားဖြစ်တယ်ပေါ့ဗျာဖြစ်တဲ့အနေထားမှာအပေါ်မြင်ထက်ဆိုင်ကျွန်တော်ဒါကြောက်ကဖြစ်ပြီဆိုတဲ့အနေထားရှိရဆိုတော့ကြောက်ရဲ့တရေကဒါကျွန်တော်တို့ကျွန်တော်ပြောသလိုပဲဟိုဒီကြောက်ကကြာပြီတော်တော်ကြာတဲ့အနေထားမှာရှိနေရခုနောက်ပိုင်းကျွန်တော်တို့လာတဲ့ခန်းဒီခုံနေနဲ့တော့တခြားစီပဲပေါ့ဗျာကျွန်တော်တို့ကြည့်ရလဲအကြီးလဲခံတယ်မီထိုးလဲခံတယ်ကျွန်တော်တို့အနာဆိုလဲကျွန်တော်တို့တက်ရက်တာပေါ့ဗျာကြောက်စီကြောက်သားတော်တော်ကောင်းတယ်အဲ့နဲ့ကျွန်တော်လိုချင်တဲ့ point တွေကနေကျွန်တော်နင်းပြီးခွာလိုက်တယ်ခွာပြီးတော့ကျွန်တော်တို့ဘယ်လောက်ထိဆင်းလဲကျွန်တော်ဆင်းတဲ့အနေထားမှာကြည့်ပြီးတော့ဥပမာကျွန်တော်ကြောက်စီနိုင်တာဒါကျွန်တော်တို့ကြောက်စီကြောက်သားကောင်းတယ်ဒါပေမဲ့တေချာကျွန်တော်တို့ကြောက်စစ်စစ်မြင်မြင်အပွင့်အစီသားကိုလုံနေလို့ဆိုရင်ဒါကျွန်တော်တို့ကြောက်စီပါတယ်ကျွန်တော်ကြောက်တက်လေးနည်းနည်းလေးနှုတ်တယ်ပေါ့ဗျာကြောက်တက်နည်းငယ်လေးနှုတ်တယ်ကျွန်တော်တို့ဒါအမြဲတမ်းအပွင့်ဖြတ်နေတဲ့လူဆိုသိတယ်ဒီနေရာမှာကျွန်တော်တို့ကြောက်တက်မနှုတ်ပဲနဲ့ကြောက်စီကြောက်သားမော်စီသားဖြစ်သွားမယ်ဆိုရင်ကြောက်ရဲ့ဈေးကအပြောင်းလဲအများကြီးဖြစ်သွားနိုင်တယ်ဒါမဲ့ဒီကောင်လေးကချောကုံကောင်းတယ်ကြောက်စီကြောက်သားကောင်းတယ်ကိုလိုချင်တဲ့အရွယ်ကိုမေရထုတ်ရတဲ့အနေထားမှာရှိတဲ့အတွက်ကြောက်ကဖြစ်သွားတဲ့အနေထားမှာရှိတယ်ကြောက်လေးကတော့ကျွန်တော်ဒီခန်းဒီကြောက်လေးပေါ့ဗျာခန်းဒီကဲလေးရှေ့မှာတင်တဲ့ဗီဒီယိုတီးရဲ့ခန်းဒီကဲလေးရဲ့ကျွန်တော်တို့ဒါနောက်ဆုံးအပြီးဆုံးပိုင်းပေါ့ဗျာဒါလေးကိုကျွန်တော်လိုချင်တဲ့ point ကနေနင်းချတယ်ကြောက်ဖြစ်တော့ကျွန်တော်လိုချင်တဲ့ဒူဆိုတာနိုင်တဲ့ဒူကနေလွှာချပြီးတော့အတစ်တွေရင်ဆွဲထုတ်ပြီးတော့ကျွန်တော်ဒါလေးကိုမှတ်ဆန်းလိုက်တာပေါ့ဗျာကျွန်တော်ဖြတ်တာကတားရှည်သွားမှာဆိုလို့ဖြတ်တာတောက်တာအပွင့်သေးလေးတွေအကုန်လိုက်တာဆိုကျွန်တော်တားဗီဒီယိုတွေကရှည်သွားမှာဆိုကျွန်တော်မပြတော့ဘူးမှတ်ဆန်းလိုက်တယ်မှတ်ဆန်းပြီးကိုလိုချင်တဲ့ point ကနေဒီကြောက်ကဒီလိုဆိုရင်ဒီလောက်ဆိုလဲနိုင်တယ် TC ဒေတာဒီလောက်ဆိုလဲနိုင်တယ်ဒါပေမဲ့ကြောက်ကကြောက်စီကြောက်သားပြည့်တယ်ကြောက်မျိုးလေးကြောက်တက်လေးနည်းနည်းနှုတ်တာပေါ့ဗျာဒါလေးမှတ်ဆန်းပြီးတော့ကျွန်တော် channel ဟာတွေပါအကုန်လုံးတိမ်ကြုံပြီးကျွန်တော်ဖြတ်ပလိုက်တာဆိုတော့ကြောက်ကတော်တော်ဖြတ်ခံတယ်အသေးအစားကျွန်တော်တို့အတောက်ကလေးပေါ့ဗျာအသေးအစားကျွန်တော်လိုက်လို့ရတယ်ကျွန်တော်အစားအခွန်မဲကြံတာပေါ့ဗျာခန်းဒီတကယ်လုံးကိုကျွန်တော်အခွန်လေးပဲကျွန်တော်တို့ဖြတ်သားပုတ်ကြဆိုတာကျွန်တော်တို့ပုတ်သားဆိုတာခွန်လေးပဲကြံတော့ဗျာဒါလေးနဲ့ကျွန်တော်ကြောက်ကိုကျန်တဲ့ကြောက်တွေအကုန်သိမ့်ကြုံပြီးတော့ဖြတ်ပြီးတော့ကျွန်တော်ဒါလေးကိုတွေးရပါဗျာခုနဘက်လန်ပြီးတွေးပြီးတော့ကျွန်တော်တို့ဝါဆွဲပြီးတော့နောက်ဆုံးဆင့်မှာကျွန်တော်ကြောက်ဖြုတ်တာပေါ့ဗျာကြောက်ဖြုတ်တာကျွန်တော်တို့ပုံမှန်ဆိုမီးနဲ့တော်တော်များများဖြုတ်တယ်ဒါပေမဲ့ကျွန်တော်ကြောက်နာမှာဆိုလို့ဒါလေးကတော့ကျွန်တော်ဘယ်နေရာမှမရှိသင်ခန်းစာပေါ့ဗျာရေခဲလေးနဲ့ကျွန်တော်တို့ရေခဲလေးစိမ်ပြီးဖြုတ်လိုက်ရင်ကျွန်တော်တို့15မိနစ်လောက်ဆိုရင်အော်တိုပြုတ်ပေါ့ဗျာဒါလေးကိုကျွန်တော်တိတ်ချချက်ပေါင်းလေးနဲ့စီးပြီးတော့ကျွန်တော်ကြောက်ဖြုတ်တဲ့ကြောက်ဖြုတ်တဲ့ခန္ဓာပေါ့ဗျာစီးပြီးတော့ကျွန်တော်ကြောက်စီကြောက်သားလေးကောင်းတယ်ဒါလေးကဖင်သွေးထားတယ်ဖင်ကောင်းလေးသွေးတဲ့ဟာလည်းပါတယ်ကျွန်တော်တို့ဖင်ကောင်းသွေးရဆိုတာကကြောက်လိုက်ရင်ကျတော့ကျွန်တော်လူချင်းတဲ့ပုံယူအောင်လို့ကျွန်တော်ဖင်ကနေစသွေးပြီးခေါင်းကနေပြန်ပြီးတော့လူချင်းတဲ့ပုံပြန်ဖမ်းတာခါဘယ်လောက်နိုင်ရမလဲဒါမျိုးပေါ့ဗျာဒါလေးကိုကျွန်တော်အကုန်အပွင့်သွေးပလိုက်တာပေါ့ဗျာအပွင့်900လောက်ထွက်တယ်ဗျာအကုန်လုံးစုပေါင်းအပွင့်900လောက်ထွက်တယ်ဒါလေးကိုရေခဲစိမ်ပြီးတော့ကျွန်တော်10မိနစ်လောက်နေအော်တိုပြုတ်ပေါ့ဗျာအပွင့်နေအော်တိုပြုတ်ဘာမှလှုပ်เสียမလို့တော့ဘူးဒါလေးပြီးသွားတဲ့ကြောက်လေးပေါ့ဗျာကျွန်တော်ပြန်ခွဲလိုက်တယ်အကြီးလေးတွေရယ်ကျွန်တော်အသေးလေးရယ်ခေါင်းသေးတောက်ရယ်အကြီးလေးရယ်အကုန်စုပေါင်းခွဲပြီးတော့ကျွန်တော်ဒါလေးကိုဗီဒီယိုလေးနဲ့ရိုက်ပြတာပါဗျကြောက်စီကြောက်သားလေးမစိုးဘူးအကုန်လုံးကျွန်တော်တို့တက်ရလှပပေါ့ဗျာအကုန်လုံးပြီးသွားတယ်အကြီးလေးရယ်အတောက်ကလေးအစီသားကောင်းတော့ကျွန်တော်အတောက်ကလေးထွက်တာပေါ့ဗျာကျွန်တော်ဖင်လေးဖွင့်ပြီးသွေးတော့အတောက်ကလေးထွက်တယ်ကျွန်တော်တို့အပွင့်900ကျော်လောက်ထွက်တာပေါ့ဗျာဒါလေးပါဗျကျေးဇူးတင်ပါတယ်